န်းဝိုင်းမှာအမြဲတမ်း social activity လို့ပြောတဲ့လူမှုလုပ်ငန်းစဉ်တွေအမြဲရှိတယ်အဲ့တော့မင်္ဂလာဆောင်သွားမယ်ပြီးလို့ရှိရင်နာရေးသွားမယ်အတူပါပေါ့နော်ပြီးရင်မြန်မာပြည်က12လရာသီကိုယ့်ရဲ့ဘာသာရေးပွဲတော်တွေရှိတယ်ယဉ်ကျေးမှုပွဲတော်တွေရှိတယ်ဒါပေမဲ့ရိုးရာ traditional ပွဲတော်တွေရှိတယ်အဲ့ဒီတွေနေရာတွေမှာလည်းအမြဲတမ်းတောက်တဲ့မျိုးစုံနဲ့တောက်ကြတယ်အဲ့တော့ဒီနေ့အမျိုးသားအမျိုးသမီးကခင်မိလာတော့အမျိုးသမီးလေးတွေလည်းခုနပြောတဲ့ဘီယာလိုဟာမျိုးတောက်လာကြတယ်ဝိုင်းဆိုတာတောက်တယ်เนาะအဲ့တော့နောက်ပြီးရင်ဒီ alcohol လို့ပြောတဲ့40ရာခိုင်နှုန်းတဲ့အထက်ပါဝင်နေတဲ့ whisky တို့ rum တို့ကျန်တဲ့ cocktail တွေပေါ့နော်ဒါမျိုးတွေတောက်ကြတယ်အဲ့တော့ဒါမျိုးတွေကမတောက်ပါဘူးလားဆိုတော့တောက်လို့ရပါတယ်မတောက်ဘဲနေရင်တော့ကောင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုအလေးကျင့်တစ်ခုကလက်ကျင့်ပြီးသွားရင်ပြန်ဖြတ်ရတာခက်တဲ့အတွက်မတောက်ဖဲနေရင်တော့ကောင်းတယ်အဲ့တော့အခု alcohol ဆိုတဲ့ဒီအရက်ကိုတောက်တဲ့နေရာမှာလည်းအရက်ဆိုပေမဲ့ဥပမာဘီယာလိုဟာမျိုးဆိုရင်ဂျုံကနေဘော်လီကနေဝှစ်ကနေဒီလိုမျိုးထုတ်တယ်ပေါ့နော်ထုတ်တော့ तू က alcohol က900ရာခိုင်နှုန်းလောက်ပဲပါတယ်ဒါကြောင့်ဘီယာဆိုရင်ကန်ဘူးနဲ့တောက်မယ်ဆိုရင်3ဘူး4ဘူးလောက်ထိတောက်နိုင်ကြတယ် तू က alcohol percent နည်းလို့ဝိုင်းကြတဲ့အခါကျတော့သူ့ထက်2ဆကျော်ပိုများသွားတယ်အနည်းဆုံး12ရာခိုင်နှုန်း13ရာခိုင်နှုန်း14ရာခိုင်နှုန်းဆိုတော့ဒီကြောင့်ဝိုင်းဆိုလည်းအမျိုးသားအမျိုးသမီးတောက်ကြတယ်စပီတီကနေဖောက်ထားတဲ့ဝိုင်းဖြစ်တဲ့အတွက်ဒါတစ်ခွက်တောက်ရင်ကျန်းမာရေးအတွက်ညီညွတ်တဲ့သွေးအားတွေကိုကောင်းစေတယ် antioxidant တွေပါတယ်ဒါပေမဲ့အဲ့ထက်ပိုတောက်ရင်ကြတော့ तू ကအန္တရာယ်ရှိတယ်ပေါ့နော် alcohol ရာခိုင်နှုန်းကပိုများသွားပြီလေအဲ့ထက်ပိုပြင်းတာကြတော့အခုအမျိုးသားတွေအများအတောက်များတယ်အမျိုးသမီးတချို့တွေလည်းခင်မိတဲ့အမျိုးသမီးတွေတောက်ကြတယ် cocktail ပေါ့နော်အသီးဖြော်ရည်နဲ့ရောင်းပြီးတော့ cocktail စပ်ဖို့တဲ့ rum ဆိုတာရှိမယ် whisky ဆိုတာရှိမယ် black label red label blue label green label အစရှိသဖြင့်ဒီကောင်တွေအကုန်လုံးနဲ့စပ်ပြီးတောက်ကြတယ်ဘယ်လိုပဲဆက် alcohol ရာခိုင်နှုန်းကတော့ရေရောလိုက်လို့ပြော့သွားမှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ရေရရေပဲ alcohol ရဲ့40ရာခိုင်နှုန်းရှိတာကရှိတာပဲအဲ့တော့ကိုကအခမ်းအနားတစ်ခုမှာတွတ်တက်လို့မဖြစ်မနေတောက်ရမယ်ဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့ cheers ခွက်တက်ရမှာမို့လို့တောက်တယ်ဆိုရင်တော့အမျိုးသားအမျိုးသမီးရောကိုယ့်ရဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်တောက်လို့ရတဲ့ limit ကအမျိုးသမီးဆိုရင်1 unit ပေါ့နော်အဲ့တော့ cocktail ဆိုလည်းတစ်ခွက်ပဲ whisky တို့ဒါ wine ဆိုလည်းတစ်ခွက်ပဲအမျိုးသားကတော့2ခွက်တောက်ခွင့်ရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကအစာချေပြည့်မှုနဲ့ပြန် balance လုပ်ပြီးတော့အသေးကိုထိတာတို့အတွင်းကလီစာတွေမထိတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်တယ်အဲ့ဒီမှာတစ်ချက်တည်းပြောချင်တာကကြတော့ကျမတို့မြန်မာပြည်မှာကျမလည်းငယ်ငယ်လေးတွေကကိုကလေသမားသားသမီးဆိုတော့ရွာတွေမှာတောက်ကြတယ်ထမ်းရည်ဆိုတာရှိတယ်ထမ်းရည်ဆိုတာတကယ်တမ်းထမ်းမင်ရဲ့ထမ်းသီးကနေရတာမဟုတ်ထမ်းမင်ရဲ့အလက်ကြီးတွေကနေပြီးတော့အစည်းလေးတွေထုတ်ပြီးအဲ့ဒါကိုအရေးခံပြီးတော့ထမ်းရည်ပြန်အဲ့ဒီမှာကျမတို့ပကံနာပတ်ဝန်းကျင်ဒေသမှာဆိုလို့ရှိရင် distill ပြန်လုပ်လိုက်တယ်moonshine တို့ပါတော့ဗောနော်အဲ့လိုပြန်လုပ်တယ်ဆို alcohol percent ဒီ afternoon နေကင်းမိုင်းကိုရောက်သွားတာနဲ့ fermentation ကြောင့်ထမ်းရည်ဒီနေကင်းမိုင်းတောက်ရင်မူးတယ်မူးတော့မနေ့စောစောဆိုရင်ထမ်းမရချချင်းဆိုချိုးတယ်ငငယ်တုန်းကဆိုအဖွားတွေကစီကောင်းနဲ့တောက်ဆိုကျမတို့ဆိုထမ်းရည်ကြိုက်တယ်ပင်ရချလာချင်းအဲ့ကောင်ကနေကင်းရောက်သွားတယ်ဆိုတော့မြန်မာပြည်လို temperature အပူချိန်ကြီးကနွေရာသီဆိုရင်100 degree Fahrenheit လောက်ရှိတယ်အနည်းဆုံး80နဲ့100ကျောင်းမှာရှိနေတဲ့အချိန်ကြီးမှာဒီလို fermentation လို့အချင်းဖောက်လိုက်တဲ့အချိန်မှာသူ့ bacteria တွေပေါ့နော်ပေါက်ဖွားတဲ့အတွက်သူက alcohol ဆန်သွားတဲ့အတွက်ညနေပိုင်းမှာဆိုရင်တောက်ရင်မူးတယ်ဒါကြောင့်အမျိုးသားတွေကကြတော့ထမ်းရည်ကိုညနေပိုင်းမှာတောက်ကြတယ်ခုနကြွက်ကြော်တို့ဘာတို့နဲ့ပေါ့နော်ဒါမျိုးတွေနဲ့မြည်ကြတယ်အဲ့တော့အဲ့ဒီမှာခုနဒီထမ်းရည်ရဲ့ alcohol ဒါမှမဟုတ်ဘီယာတောက်လို့ alcohol ခုနဝိုင်တောက်လို့ alcohol ရာခိုင်နှုန်းခုနအပြင်းစား alcohol တွေတောက်လို့40ရာခိုင်နှုန်းအစရှိသဖြင့်ဒီလိုဟာမျိုးတွေကိုခန္ဓာကိုယ်ကြီးကနေခန္ဓာရည်ရှိဖို့အတွက်တွဲပြီးစားတာကိုဗမာလိုအမြည်စားတယ်ပေါ့နော်အဲ့ဒီအမြည်စားတဲ့နေရာမှာကိုကကျမတို့မိတ်ဆွေတွေအမြဲတမ်းပြောပါတယ်တောက်တော့တောက်ဒါပေမဲ့ smart alcoholicနော်အဲ့ဒီခါကျတော့ smart alcohol လေတငယ်ချင်းတွေကတောက်နေတော့မတောက်ပါနဲ့သွားပြောရင်အဆင်ပြေမှာမဟုတ်ဘူးလေအဲ့တော့တောက်တော့တောက် smart alcoholic အဲ့တော့ဒီ40ရာခိုင်နှုန်းလောက်ရှိတဲ့ဒီ cocktail တွေ whisky တွေ rum တွေ black label blue label green label Johnny Walker ဒါတွေကိုတောက်ဖို့ဆိုရင်ခန္ဓာကိုယ်ကြီးကအဲ့ဒီ alcohol ရာခိုင်နှုန်းကိုတုံ့ပြန်နိုင်မှုကောင်းတဲ့ခန္ဓာကိုယ်မှာကျန်းမာရေးနဲ့ညီညွတ်ကြမယ်အဲ့တော့အမြည်လို့ပြောတဲ့တွဲစားတဲ့နေရာမှာဒီ alcohol 40ရာခိုင်နှုန်းကိုခန္ဓာရည်ရှိဖို့အတွက်စစားတွေကအသားဓာတ်များတဲ့အစားအစာမျိုးပြီးရင်ပြည့်ဝစီလို့ပြောတဲ့ saturated fat နဲ့လှုပ်ထားတဲ့ဥမာကြက်ကုန်းပေါင်းတို့ဝက်ချိုချင်းတို့နော်စစောကပြောသူပေါ့အကုန်လုံးကကြံတဲ့တဘာဝကြီးနဲ့ဝေးပြီးတော့ process တွေနဲ့လှုပ်ထားတဲ့ဒီချိုချင်းငန်ဆက်တွေခယူစီတွေငပြားရည်တွေနော်ဒါမျိုးတွေနဲ့လှုပ်ထားတဲ့ကြက်ကုန်းပေါင်းဝက်ချိုချင်းအစရှိသဖြင့်ဒါမျိုးတွေပဲစားတယ်ဆိုရင်ပြည့်ဝစီတွေဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကြီးရဲ့အစာချေဖြစ်မှုရဲ့ metabolism ဇီဝကမ္မရဲ့နဲ့ဒီ40ရာခိုင်နှုန်း alcohol ကိုတုံ့ပြန်မှုမှာလူကမလိုက်နိုင်ဘူးအဲ့ဒီခါကျတော့ကျမတို့က smart alcoholic ဖြစ်အောင်ဒီ40ရာခိုင်နှုန်းကိုတောက်မှလားအပြည့်တွဲစားမှလား73လက်4ရာခိုင်နှုန်းရှိတဲ့ wine နဲ့စားမှလား9ရာခိုင်နှုန်းရှိတဲ့ beer နဲ့တောက်မှလားအမြဲတမ်းရွာသားတွေစားတဲ့ပဲကြီးလောဆိုတာရှိတယ်ပဲ
ပဲကြီးလက်လက်ဘင်းဆိုတဲ့ပဲကြီးလေးကိုဒီတိုင်းလေးလှော်ထားတာဘာစီမှလည်းမပါဘူးရွာဆိုတော့ဆင်းရဲလို့ဒါပေမဲ့ကျမကြီးနဲ့ညီညွတ်တယ်ကျမမှာရောင်းတဲ့ပဲပုတ်စီလို့ပြောတဲ့ဆွိုင်းပြီးဆိုရယ်ပဲပုတ်စီလေးတွေကိုလှော်ထားတာဘာစီမှမပါဘူးဟင်းချိုမုံလည်းမပါဘူးအသားမုံလည်းမပါဘူးအသားဓာတ်တွေကောင်းတဲ့ပြေဝမပြေဝစီပါတယ်ပဲပုတ်စီလို့ဒီတိုင်းလှော်ထားတာအဲ့လိုအလှော်လေးနဲ့စားမယ်နောက်တစ်ခုကက်ရှူးနတ်လို့ပြောတဲ့တီဟိုစစ်ဒါကအမြဲတမ်းစားနေကြအစားအစာတွေပြီးရင်မြေပဲဆန်အဲ့တော့ဒီငွေကြေးတက်နိုင်တဲ့သူတို့ပညာတတ်တဲ့လူကုန်တန်းအတိုင်းဝိုင်းတို့စိုင်းနေမှာမှားလိုက်ပြီဆိုလို့ရှိရင်တီဟိုစစ်ကြော်တပွဲလို့မှာကြတယ်တီဟိုစစ်အစိမ်းယူရောယူခဲ့ပါလှော်ထားတာကိုယူခဲ့ပါလို့မမှားဘူးမြေပဲစစ်ကြော်တပွဲသူစမှာတွေကစီနဲ့ကြော်ထားတဲ့ဟာကိုစမှာတယ်အဲ့တော့ကိုကပြင်းတဲ့ alcohol ကိုခံနိုင်ရရှိဖို့အတွက်ဒီပြည့်ဝစီလို့ပြောတဲ့ saturated fat ကိုရှောင်နေသမျှရှောင်ပါဆိုတော့ဒီအစီမပါလေးကောင်းလေအဲ့တော့တီယိုစစ်ဆိုရင်လည်းရိုးရိုး raw အစိမ်းစားလို့ရတယ်ဒါမှမဟုတ်ရင်စားလေးနဲ့ပဲနည်းနည်းလှော်ထားတဲ့ဟာဟုတ်ခုနမြေပဲဆိုလည်းဒီတိုင်းပဲအဲ့တော့နောက်ထပ်တရေစားဆိုလို့ရှိရင်တွဲစားတဲ့ဟာဆိုရင်ခုနအသားဆိုလည်းကင်ထားတဲ့ဟာမျိုးเนาะအစီနဲ့ဝေးတဲ့ဟာမျိုးပြီးလို့ရှိရင်အသီးတွေတပွဲမှာစားမယ်ခုနဖရဲသီးတို့နတ်နတ်သီးတို့လက်လက်ဆက်ဆက်အသီးတွေတပွဲမှာထားမယ်เนาะနောက်ပြီးလို့ရှိရင်အရွက်တွေကိုမှာတဲ့အခါကျမကြီးနဲ့ညညွတ်အောင်လို့ခယူစီမထည့်ပါနဲ့ငပြားရည်တွေမထည့်ပါနဲ့ပဲငပြားရည်တွေမထည့်ပါနဲ့ပြောင်းမုံတွေဂျုံမုံတွေ corn starch တွေမထည့်ဘဲနဲ့ဟင်းသီးဟင်းရွက်တွေလက်လက်ဆက်ဆက်ဒီတိုင်းလေးကြက်သွန်ပြူလေးနဲ့ငရုတ်ကောင်းလေးနဲ့ကြော်ထားတဲ့ဒါမျိုးလေးတွေပဲလာချပေးပါဆိုရင်အဲ့ဒီ smart alcoholic သမားကလုံးဝအားပြည့်သွားတဲ့အတွက်ဗီတာမင်တွေရမယ်တက်ထူတက်တွေရမယ်ပရိုတင်းတွေရမယ်အဲ့တော့နောက်တစ်ခုကကျတော့ဒါကအပြင်ပြောတာပါအတွင်းကတာမန်မျက်စိနဲ့မမြင်နိုင်တဲ့လူခန္ဓာကိုယ်အတွင်းကကလေးစားတွေကိုမနှောက်ယှက်မထိခိုက်တော့ဘူးပေါ့အဲ့တော့ဒါကလူလောကကြီးမှာရှောင်လို့မရတဲ့အရာတွေဖြစ်တဲ့အတွက်အမြဲတမ်းတာရေးနာရေးပွဲတွေမှာအမြဲတမ်းတွေ့ကြုံရတော့ကိုယ့်ဘာကို limit ကလေးနဲ့ကိုသိပြီးတော့ရှောင်မယ်အဲ့တော့3နာရီပွဲလို့ရင်3နာရီလုံးမှာကိုခွက်ကလေးဒီခွက်လေးကိုပဲ cheers လုပ်လိုက်ပြန်ချလိုက် cheers လုပ်လိုက်ပြန်ချလိုက် cheers လုပ်လိုက်ပြန်ချလိုက်နဲ့ကိုပွဲတာ3နာရီပြီးသွားအောင်ကိုမှက1 unit နဲ့ပဲပြီးသွားတဲ့အတွက်ကိုကအိမ်ကိုကိုယ်တိုင်ကောင်းကောင်းပြီးပြန်နိုင်တယ်ဘယ်တော့မှလည်းကျန်တဲ့မနမိုးလင်းလည်းကို professional အလုပ်ကိုဆက်ပြီးလုပ်နိုင်တယ်ဆိုအဓိကကတော့အဲ့ဒီပြေဝစီတွေနဲ့မဟုတ်ဘဲနဲ့အသားတက်တီးတီးတန်းတန်းပြီးရင်အချိုးတွေအစီတွေအငံတွေပါတဲ့ဟာကိုရှောင်းပြီးတော့ဟင်းဒီဟင်းရွဲတို့လက်လက်ဆက်ဆက်အသီးပွဲတို့ခုနအစိတ်အစံလှော်တာလေးနဲ့စားမယ်ဆိုရင်အယ်ကိုဟောတောက်တဲ့လူအတွက်လည်းကျန်းမာပါတယ်လို့တောက်လို့ရပါတယ်လို့အဲ့တော့ကျမတို့မြန်မာပြည်မှာဒီအယ်ကိုဟောတောက်တဲ့သူတွေကထူးထူးခြားခြားစားတာလေးတွေကိုကျွန်မဘုဟုတ္တအနေနဲ့လေ့လာမှုတယ်အထူးသဖြင့်ကြက်ဆိုလို့ရှိရင်ကြက်တောင်းပန်းတို့ပြီးရင်ကြက်ကဖင်စီဘူးကိုတုတ်ထားတဲ့ကြက်ဖင်စီဘူးတုတ်တို့နောက်ပြီးလို့ရှိရင်ဒီအရေပြားကိုကြော်ထားတဲ့ဟာတို့အခောက်ကင်းတို့เนาะတကယ်အစီစုတဲ့အရာတွေပြေဝစီစုတဲ့အရာတွေကိုမှလှုပ်ထားတာတွေကိုခုနချိုချင်းကန်ဆက်တွေထည့်ပြီးတော့လေအရက်တောက်တဲ့အခါမှာသူကစားကြတယ်တကယ်တမ်းကအခုဒါအာဟာရပညာအရာဆိုရင်ကိုကဘယ်ဟာနဲ့ပိုတင့်တော့လဲကိုရဲ့ alcohol တောက်သုံးမှုကစနစ်တကျ portion size လို့ပြောတယ် limit ကလည်းအမျိုးသမီးဆို1အမျိုးသားဆို2 unit ပေါ့နော်နှစ်ခုတောက်မယ်တွဲပြီးစားတဲ့အစားအသောက်ကလည်းကျန်းမာရေးနဲ့ညီညွတ်မယ်ဒါဆိုလို့ရှိရင်လူလောကကြီးမှာလည်းပျော်ပျော်ရွှင်ရွှင်နေသွားရမယ်ကိုလူလောကအပေါင်းအသင်းနေနဲ့ဝင်ဆက်အောင်အကုန်ဒီကနာတာရေးနာရေးပွဲတွေလည်းအကုန်လုံးကိုကဝင်ပြီးတော့နှွှဲလို့ရတယ်လူလဲကြမ်းပါတယ်ပေါ့နော်